ရန်သူဘီရဲ့နေတောင်ကြောက်လို့တုံလို့ဆဲတယ်လို့ဆိုစမပြုခဲ့ကြတဲ့ဒန္နာရီဆန်းဆန်းရှေးအောင်အမွေနဲ့တူကိုပေါ့ဆဲဆုနေပေါင်းများစွာပျောက်ဆုံးနေခဲ့ပြီးမှမကြတဲ့ခင်မှာပြန်ပေါ်လာတဲ့အကြောင်းနဲ့ဒီနေ့ရဲ့ဆွေးနွေးမှုကိုဆက်လိုက်ကြပါမယ်ဟုတ်ကဲ့ဒါကတာမန်ခေါင်းလောင်းတစ်လုံးတော့မဟုတ်ဘူးဗျာရခိုင်တမိုင်းမှာအင်မတန်အရေးပါတယ်ရက်ထရာခေါင်းလောင်းပြန်လဲတူးဖော်တွေ့ရှိခဲ့တဲ့အကြောင်းအရာပါဟုတ်ပါတယ်ဒီအချက်လက်တွေကိုတော့တလင်းမတန်းတွေကနေစူးစီးထားတာပါဒီနေ့မှာတော့ဒီခေါင်းလောင်းရဲ့နောက်ွယ်ကတမိုင်းသူ့ရဲ့လူဝှက်ချက်ကိုတတက်တာလုံးနေပါထိန်းထိန်းခဲ့တဲ့ပုဂ္ဂိုလ်တူရဲ့မြူနယ်ဆရာဇလန်နဲ့ဒီရှာဖွေတွေ့ရှိမှုကဘာကြောင့်ဒီလောက်အရေးကြီးတယ်လဲဆိုတာကိုအသေးစိတ်ဆွေးနွေးတူးဆော်ကြည့်ကြမှာပါကဲပထမဆုံးအနေနဲ့ပေါ့နော်ဒီခေါင်းလောင်းကတခြားရှင်းအောင်ခေါင်းလောင်းနေနဲ့ဘာမှကွာခြားနေတာလဲဘာလို့သူ့ကိုရထရာခေါင်းလောင်းလို့ခေါ်ရတာလဲသူ့ရဲ့ထူးခြားချက်တွေကဘာတွေလဲဆိုတာနဲ့စကြည့်ကြရအောင်ဒီခေါင်းလောင်းရဲ့ထူးခြားမှုကလေရှေးကြယုံတက်ကြောင်ကိုဟုတ်ပါဘူးသူကိုရခိုင်ပြည်ရဲ့မြောက်ဦးခေတ်ဖယံနရပတိကြီးလက်ထက်မှာတွန်းလွတ်ခဲ့တာပါခရစ်နှစ်1638နဲ့1645ကြားလောက်ကပေါ့အိုးမြောက်ဦးခေတ်ကတော့ဟုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့တန်ဖိုးအစစ်အမှန်ကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာမှာထက်သူ့မှာပါတဲ့အစီရင်ဒီအကြောင်းမှာနမဲအတိုင်းပဲရကြအင်းအိုင်အင်ကွက်တီနဲ့ပြုလုပ်ထားတဲ့အကအလုံးထူးခြားနေတာဖြစ်ပါတယ်သူ့ရဲ့ကသွေးနဲ့ပြင်ကိုကြည့်ရင်တောင်တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အမြင့်86စင်တီမီတာရှိတယ်ပြီးတော့ခေါင်းလောင်းကိုထဲမှာပါဠိတက္ကတပြီးတော့ရှေးရခိုင်အခရာဖြစ်တဲ့ရက်ခရဝနာဆိုတဲ့ဘာသာစကား၃မျိုးနဲ့ရေးထိုးထားတာကတော်တော်ထူးခြားတာပဲအဲ့ဒါကအရန်အရေးကြီးတဲ့အချက်ပါဒီဘာသာစကားတွေကအဲ့ဒီခေတ်ကမြောက်ဦးနိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးကိုဘယ်လိုမျိုးထင်ဟပ်နေတယ်လို့ပြောနိုင်မလဲပါဠိနဲ့တက္ကတာကအဲ့ဒီခေတ်ရဲ့ဘာသာရေးနဲ့ဖြန့်ရရဆက်ရပုံဘာသာစကားတွေဖြစ်တယ်လေတချိန်ထဲမှာယခဝနာဆိုတဲ့ကိုမိုင်အခရာကိုသုံးထားတာကရခိုင်ရဲ့ယဉ်ကျေးမှုဆိုင်ရာအချုပ်အခြာအာဏာကိုပြနေတာပါဒါဟာမြောက်ဦးနိုင်ငံကဒေတာတွင်းမှာယဉ်ကျေးမှုနဲ့ကုန်သွယ်ရေးဖို့ချက်တစ်ခုအဖြစ်ဘလို့ဩဇာကြီးမားခဲ့လဲဆိုတာကိုသက်သေပြနေတာပါပဲဘာသာရေးအရာရောနိုင်ငံရေးအရာရောကိုမော်ကစ်ကိုခိုင်ခိုင်မာမာပြသနေတဲ့သဘောပါဆိုတော့ဘာသာစကား၃မျိုးသုံးတာကတည်းကသူခေတ်သူအခါကနိုင်ငံရေးသတင်းစကားတစ်ခုပါနေတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့လူတွေအပြိုးအများဆုံးကသူ့ရဲ့တန်ခိုးစမ်းပကားအကြောင်းပဲအရှိပြီသုံးခါပြိုဆိုတဲ့စကားကတော့တော်တော်လေးတန်ရာရီဆန်နေဟုတ်တယ်အဲ့ဒီစကားကအယံကြော်ကြခဲ့တာတကယ်တမ်းရောဒီလိုတန်ခိုးတွေကပေကားလာတယ်လို့ယုံကြည်ကြတာလေသူ့ရဲ့အင်ကွက်တွေရဲ့ဒီဆော့ပုံကဘယ်လိုမျိုးထူးခြားနေလို့လဲအဲ့ဒီအချက်ကပဲဒီခေါလုံးရဲ့အထီးကအသက်ပါပဲဒီစွမ်းအားရဲ့အရေးမြင့်လို့ယုံကြည်ကြတာကသူ့မှာစနစ်တကျထည့်သွင်းထားတဲ့အင်ကွက်တွေကြောင့်ပဲခေါလုံးမှာအထီးကအင်ကွက်ကြီး၈ကွက်ပါဝင်ပါလေအဲ့ဒီမှာမြေရေလေမီဆိုတဲ့ဓာတ်ကြီး၄ပါးကိုအတိုက်တစ်ကွက်စီနဲ့အခန့်တစ်ကွက်စီနဲ့စီမံထားတာပါခဏလေနော်ဆိုလိုတာကဓာတ်ကြီး၄ပါးကိုထိ ချုပ်ပြီးကိုယ်နိုင်ငံကိုကာကွယ်ဖို့ရောရန်သူကိုတိုက်ခိုက်ဖို့ရောသုံးနိုင်တဲ့သဘောပေါ့အတိအကျပဲဒါကတော်တော်ကျယ်ပြန့်တဲ့ယူဆပဲ dual use weapon system လို့ပြောပဲဟုတ်တယ်အဲ့လိုနားလည်လို့ရတယ်အတိုက်ကရန်သူကိုဥတီပြီးအခန့်ကကိုယ့်ဘက်ကိုကာကွယ်ဖို့ပါဒါပေမဲ့ဒီထက်ပိုပြီးတိကျတဲ့ရည်ရွယ်ချက်တွေလည်းပါတယ်ဘယ်လိုမျိုးတိကျတဲ့ရည်ရွယ်ချက်တွေလဲဥပမာအင်နီဂျီနိုင်ငံတွေကိုတိုက်ရိုက်ရည်ရွယ်တာမျိုးလားဟုတ်ပါတယ်အဲ့ဒီအင်ကွက်ကြီး၈ကွက်အောက်မှာအင်ကွက်ငယ်30ကိုပတ်လက်ရည်တွင်းခါတာတွေ့ရပါတယ်ဒီအင်ကွက်ငယ်တွေကအင်ဂျင်ချင်းနဲ့ပြိုင်ပတ်နိုင်ငံတွေကိုတိုက်ရိုက်ရည်တွေပြီးဖြူလုပ်ထားတာပါနိုင်ငံပေါင်း30ဟုတ်တယ်မှတ်တမ်းတွေရဆိုရင်ယူယာဘေကူအင်ဝတ်ရှမ်းမွန်တန်လင်းအပါဝင်နိုင်ငံပေါင်း30ကိုဦးတည်ခဲ့တယ်လို့ဆိုပါတယ်ဒါကဒီကောင်းလောင်းဟာတန်ကိုးပြရုပ်တက်မဟုတ်ပဲအဲ့ဒီခေတ်ကနိုင်ငံရေးနဲ့စစ်ရေးမဟာဗျူဟာဒီမှာဘယ်လောက်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်ခဲ့လဲဆိုတာကိုညွှန်ပြနေပါတယ်ဒါမဲ့ဒီလိုသမိုင်းမှတ်တမ်းတွေကအဲ့ဒီခေတ်ကအာဏာပိုင်တွေရဲ့အားသာချက်ကိုပိုပြီးပေါ်လွင်အောင်ရေးသားထားတာမျိုးရောမဖြစ်နိုင်ဘူးလားအဲ့ဒါကလည်းစဉ်းစားရမယ့်အချက်တစ်ခုပေါ့ဒီကောင်းလောင်းရဲ့တန်ခိုးကိုအမှန်တကယ်ယုံကြည်ခဲ့ကြသလားဒါမှမဟုတ်နိုင်ငံရေးရရန်သူကိုစိတ်သက်စစ်စင်ရေးတိုက်တဲ့ဝါရဖြန့်ချိတဲ့လက်နက်တစ်ခုအနေနဲ့တုံးခဲ့တာလားဒါကတမိုင်းကိုရှုထောင့်ပေါင်းစုံကကြည့်တဲ့အခါအမေရိကန်စဉ်းစားရမယ့်အချက်ပါနှစ်ခုလုံးဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ယုံကြည်မှုစနစ်အရာတကယ်ပဲအစွမ်းထက်တယ်လို့ယုံကြည်ကြသလိုတစ်ဖက်မှာလည်းဒီယုံကြည်မှုကိုအသုံးချပြီးပြန်ပိုက်နိုင်ငံတွေကိုစိတ်ပိုင်းဆိုင်ရာအရာဖိအားပေးတဲ့ psychological warfare tool တစ်ခုအနေနဲ့လည်းအသုံးချဲ့တယ်မှာသိကြပါတယ်အေးကြီးတာကရန်သူတွေကရောကိုယ့်လူတွေကပါသူ့ရဲ့တန်ခိုးကိုယုံကြည်ခဲ့ကြတယ်ဆိုရဲ့အချက်ပါပဲခေါင်းလောင်းရဲ့တန်ခိုးအကြောင်းတွေကဒန်နာရီဆန်လွန်တော့မယုံနိုင်စရာပဲဒါပေမဲ့
ဒီ Denary ထက်တောင်ပို့ပြီးမယုံနိုင်စရာကောင်းတဲ့လူတယောက်ရဲ့ဇာတ်လမ်းရှိနေသေးတယ်နော် ဟုတ်ပါတယ် နှစ်ပေါင်း60ကျော်ကြာဒီအဖိုးထံပစ္စည်းကြီးရဲ့ဒီနေရာကိုလူဝစ်ထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့အသက်84နှစ်အရွယ်ဦးထုံးအောင်အကြောင်းဆက်ပြောကြအောင် ဟုတ်ပါတယ်ဒီဇလိုင်းရဲ့တကယ်ဟီးရိုးကသူပါပဲသူဟာအသက်25နှစ်အရွယ်မှာသူရဲ့ဖခင်ဖြစ်သူဦးချင်းအောင်နဲ့တခြားမိသားစုဝင်တွေဦးမြအောင်ဦးကျော်လအောင်ဦးလာထွန်းရီတို့နဲ့သူဒီခေါင်းလုံးကိုမဟာမူနီဖျားကုန်းတော်မှာမြုပ်နှံခဲ့တာပါ အော် ထဲရင်ထဲမှာမြုပ်သိပ်ပြီးထိမ့်သိမ်းခဲ့တာပါ နှစ်ပေါင်း60ဆိုတာမျိုးဆက်နဲ့ဆက်စားလောက်ရှိတယ်နော် ဟုတ်တယ် အဲ့ဒီကာလတစ်လျှောက်လုံးကလည်းနိုင်ငံရေးအခြေအနေကတည်ငြိမ်တာမှမဟုတ်တာဖာစာပလက်ခေဆိုရှယ်လစ်ခေစစ်ထောင်လိုင်းရေးခေတဲ့အစင်းစင်ဖြစ်တန်းခဲ့ရတာဆိုတော့သူ့ဘုံမှာ PR ဘလောက်တောင်ရှိခဲ့မလဲဆိုတာစဉ်းစားလို့တော့မရဘူး တော်ယုံဖျားလည်းမဟုတ်ပါဘူးဖာစာပလဲပါတီခေတုံးကဆိုရင်ခေါင်းလောင်းရှိတဲ့နေရာကိုပြောပြနိုင်ရင်တိုက်တလုံးကားတစ်စီးပေးမယ်လို့တရားအောင်ကန်လန်ခဲ့တာပါ တရေလားကြားရတာတော့မယုံနိုင်စရာပဲတိုက်တလုံးကားတစ်စီးနဲ့လက်ခိုင်းတာတော့မပြောဘူးဆိုတော့ကတော့တော်ယုံတစ္ဆာဆောက်တည်မှုမဟုတ်တော့ဘူး ဟုတ်တယ်လေအဲ့ဒီခေတ်ကအခြေအနေနဲ့ဆိုတာကဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့ကန်လန်မှုပဲ နှစ်60လုံးလုံးဒီဝင်ထုတ်ဝင်ပေါ်ယူတယောက်တည်းထမ်းထားကြရ ဟုတ်ပါတယ်ဒါတည်းမကသေးဘူးနောက်ပိုင်းပါတီကောင်စီခေတ်မှာသူကမဟာမူနီကောဘကဖွဲ့ရဲ့အတွင်းရေးမှူးရှယ်လာတယ် အဲ့ဒီအချိန်မှာတောင်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးသူ့ကိုနီးမျိုးစုံနဲ့ချင်းကပ်ခဲ့ကြသေးတယ်ဒါတွေကိုလည်းသူကတွန်းလှန်ခဲ့ပါတယ်အစိုးဆုံးကတော့စစ်ထောက်လှမ်းရေးခေတ်မှာပါသူ့ကိုအမျိုးမျိုးစစ်ဆေးမေးမြန်းခဲ့ပြီးနောက်ဆုံးမှာသူ့ဖွင့်ဖြောလို့ဆိုပြီးကောဘကဖွဲ့ကနေတော့ထုတ်ပယ်ချင်းခံခဲ့ရပါတယ် အဲ့ဒီအချက်ကတော်တော်လေးပြင်းထန်တာပဲဆိုလိုတာကသူဟာဒီအမွေအနှစ်ကိုကာကွယ်ဖို့အတွက်သူ့ရဲ့လူမှုအတိုင်းအဝိုင်းကအတိမတ်ပြုမှုယာထုကုန်တိကအားလုံးကို stake ခဲ့ရတဲ့သဘောပဲနော် အတိအကျပါပဲ ပစ္စည်းတစ်ခုကိုဝတ်ထားတာထက်အများကြီးပို့သွားပြီ သူ့ရဲ့တန်ဖိုးထားမှုသူ့ရဲ့ကတိသစ္စာကိုဘယ်အရာနဲ့မှမလဲနိုင်ဘူးဆိုရခံယူချက်ကိုပြနေတာပါစဉ်းစားကြည့်လေအဲ့ဒီခေတ်ကဖီးယားတဲ့အောင်မှာအေးလောက်နှစ်ပေါင်းများစွာလျှို့ဝှက်ချက်တစ်ခုကိုတယောက်သေးထိမ့်သိမ်းထားရတဲ့ခန်းစားချက်ကဘယ်လိုဖြစ်မလဲဆိုတာ ဟုတ်တယ်ကိုယုံကြည်ရတဲ့သူတွေကတော့ဖွင့်ဖြိုးလို့မရတဲ့အခြေအနေဆိုတော့ ဟုတ်ပါတယ် တကယ်ကိုလေးစားစရာကောင်းတဲ့စိတ်ဓာတ်ပါပဲဒါဆိုရင်အထူးမိကုန်းကတော့နှစ်ပေါင်း60ကျော်နှုတ်ဆက်နေခဲ့ပြီးမှဘာကြောင့်အခုမှဒီလျှို့ဝှက်ချက်ကိုဖွင့်ပြဖို့ဆုံးဖြတ်ခဲ့တာလဲဒီတော့နှစ်တည်းအကြာကြီးတောင်းခံခဲ့ပြီးမှဘာသာသူ့ကိုဆုံးဖြတ်ချက်ချစေခဲ့တာလဲ ဦးထွန်းအောင်ရဲ့ဖြိုးချချက်အရာအဓိကအကြောင်းရင်း၃ချက်ရှိတယ်လို့သိရပါတယ်ပထမတစ်ချက်ကတော့လက်ရှိမဟာမူနီဘူးကြီးကျောင်းကိုတိုးချက်ဆောက်လုပ်တဲ့အခါမှာခေါင်းလောင်းမြုပ်ထားတဲ့နေရာကိုအလုတ်သမားတစုကမြင်တွေ့သွားလို့ပါပဲ ။ဩ ရုပ်ဝက်ချက်ကမျောလင်းမဲ့ပေါက်ကျသွားနိုင်တဲ့အခြေအနေဖြစ်လာတာပေါ့ ဆိုတော့သူ့လက်လုံတော့မှဆိုတော့အချိန်မီဖွင့်ပြောလိုက်ရတဲ့သဘောပေါ့ ဟုတ်ပါတယ်သူ့လက်ထဲမှာထိန်းချုပ်လို့မရတော့မယ့်အချက်မျိုးဖြစ်လာတာပါ ။ဒုတိယနဲ့တတိယအကြောင်းရင်းကတော့ဘာတွေဖြစ်မလဲ ဒုတိယအချက်ကတော့သူကိုယ်တိုင်လည်းအသက်84နှစ်ဆိုတော့အရွယ်ကြီးရင်ဒီကျမ်းမာရေးမကောင်းတော့တဲ့အတွက်ဒီအရေးကြီးတဲ့အမွေအနှစ်ကိုသူ့အနေနဲ့တာဝန်ကျေကျေလွယ်ပြောင်းပေးဖို့အချိန်တန်ပြီးလို့ယူဆတာပါ ။ တိတိယနဲ့အရေးကြီးဆုံးအချက်ကတော့တည်င်းရင်မြစ်တီရဲ့ဖော်ပြချက်အရအာရခဖြူတုတော်လန်ရဲ့အစိုးရအပေါ်ယုံကြည်စိတ်ချမှုရှိလာတဲ့အတွက်ဒီအဖွဲ့အစည်းကိုတလောင်းဝင်အနံကိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။အော်သူ့တက်တာလုံးဆောင်ဆောင်လာခဲ့အမွေအနှစ်ကိုမကနေလက်ထဲကိုအနိုင်ပြီလို့သူယုံကြည်သွားတဲ့သဘောပေါ့ ဟုတ်ပါတယ်အဲ့လိုဆိုလိုပါတယ် ။ဒီလွမ်းနံခဲ့တဲ့အတွက်သူ့ကိုဂုံပြူငွေကျပ်သိန်း900ချီးမြှင့်ခဲ့တယ်လို့သိရတယ်။ဒါပေမဲ့သူကအဲ့ဒီငွေတွေကိုကိုချိုးအတွက်မသုံးပဲမဟာမူနီကျောင်းဆောင်ဆောက်လုပ်ရေးအတွက်ပြန်လဲလူဒန်းသွားမယ်လို့ဆိုတယ် ဒါကသူကစိတ်ဓာတ်နဲ့ရည်ရွယ်ချက်ကဘလောက်ဖြူစင်းတယ်လဲဆိုတာကိုပိုပြီးတော့ထင်ရှားစေတဲ့အချက်ပါပဲ ဟုတ်ပါရဲ့ဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့ချက်ကဒီခေါင်းလောင်းဟာဒန်ဒါရီတတ်တတ်ပါဆက်ရဝမင်တတ်တတ်မဟုတ်ပဲတကယ်ရှိခဲ့တယ်ဆိုတာကိုခိုင်မာတဲ့သမိုင်းမှတ်တမ်းတွေကလည်းထောက်ခံနေတာပါပဲ ဒီချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုဒန်ဒါရီဆန်တဲ့ဇလန်တစ်ခုတဲ့ခိုင်မာတဲ့တက်တဲ့အထောက်ထားတဲ့ရှိနေတယ်ဆိုတာကအားလုံးကိုပိုပြီးအသက်ဝင်စေတာပေါ့ ရှိပါတယ်စစ်ကိုရစုနောင်မိုင်းကဆွတ်လူမျိုးရှေးဟောင်းသူတေတီဒေါက်တာအီမန်ဂျိုဖာချဲမာကဒီခေါင်းလောင်းကိုမဟာမူနီကုန်းတော်မှာရှိခဲ့ကြောင်းထဖုံမှတ်တမ်းနဲ့တကွဖော်ပြခဲ့ပူပါတယ် ။အော် ဆိုလိုတာကဦးထွန်းအောင်တို့မိသားစုမမြုပ်ခင်ကားတဲ့ကအဲ့ဒီနေရာမှာရှိခဲ့တယ်ဆိုတဲ့သက်သေပါ ဟုတ်ကဲ့ ဒါပင်စစ်တောင်း58ခုနှစ်ကထုတ်ဝေခဲ့တဲ့ Mr. R.B. Smart ရဲ့ Burma Gazette ရဲ့စာအုပ်ထဲမှာလည်းမဟာမူနီဖျားကုန်းရဲ့အရှိမြောက်ပတ်မှာရေဒရာခေါင်းလောင်းရှိကြောင်းရှင်းရှင်းလင်းလင်းရေးသားထားခဲ့တာရှိပါတယ် လူတွေတိပြီးသားမတ်တမ်းဝင်ရာတစ်ခုကိုပြန်လဲဖိုးထုတ်နေတာပေါ့ အတိကြပါပဲဒါအပြင်ရှေးဟောင်းကျန်းတဆောင်ဖြစ်တဲ့တပဒါနပကာရဏကျမ်းမှာလည်း
ဒီခေါင်းလောင်းအကြောင်းကိုတိတိကျကျဖော်ပြထားတာရှိပါတယ်အဲ့ဒီမှာအရှိအနောက်တောင်မြောက်အရက်ကမင်းတွေကိုတုံလို့ပြိုပြက်စေခြင်းရင်ရတရားခေါင်းလောင်းကိုအရှိမှုခိုဝါမှာဆွဲပြီးတီးအရှိတလွားကတိုင်းပြည်တွေတုံလို့ပြိုပြက်သွားလိမ့်မယ်ဆိုပြီးရေးထားတာပါ ဒါကြောင့်ဒီခေါင်းလောင်းရက်ပြန်လဲပေါ်ထွက်လာခြင်းဟာပျောက်ဆုံးနေတဲ့သမိုင်းကွင်းဆက်တစ်ခုကိုပြန်လဲဆက်နိုင်လိုက်တာနဲ့အတူတူပါပဲ ဒါဆိုဒါဒီအားလုံးကဘာလို့ဆိုလိုတာလဲဒီနေ့ဆွေးနွေးမှုမှာရှုတုံပေါင်းဆုံးကနေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတွေ့ခဲ့ရတယ်တန်ကိုအစွမ်းရှိတယ်လို့ယုံကြည်ရတဲ့တန်တိုင်းလက်ကောင်းလောင်းကြီးရဲ့ဇလန် ဟုတ်ပါတယ် ရေပါတဲ့အခိုက်အတန်းချိုးမှာဒီမွေးနေ့ပြန်လဲပေါ်ထွက်လာတဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြပါတယ် ဟုတ်ပါတယ်ဒီခေါင်းလုံးမှာရှေးအောင်ပစ္စည်းတစ်ခုဆိုတာထက်အများကြီးပိုပါတယ်ဒါဟာရခိုင်လူမျိုးတွေအတွက်ယဉ်ကျေးမှုအမွေနဲ့ခက်ခဲတဲ့တမိုင်းအခြေအနေတွေကြားကခံနိုင်ရရှိမှုနဲ့အမျိုးသားရေးလက္ခဏာလို့ရဲ့အားကောင်းတဲ့ပြရုပ်တစ်ခုဖြစ်လာပါတယ်ပြောဆိုနေတဲ့တမိုင်းတစ်စိတ်တစ်ပိုင်းစွမ်းပကတစ်စိတ်တစ်ပိုင်းကိုပြန်လည်ရယူခြင်းရဲ့သင်္ကေတတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်အထူးဖြင့်ဦးထွန်းအောင်လိုလူတယောက်ရဲ့တသက်တာစောင့်တည်မှုကဒီအရာဝတ္ထုကိုရုပ်ပိုင်းဆိုင်ရာတန်ဖိုးတဲ့ကြော်လွန်တဲ့အတိတ်ပဲကိုစောင့်စီခဲ့တာပါ နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုခြံထားခဲ့ခြင်းပါတယ်ရုပ်ဝတ္ထုပစ္စည်းတစ်ခုအနေနဲ့တည်ရှိနေတာထက်တမိုင်းယူကြည်မှုနဲ့သူ့ကိုကာကွယ်ခဲ့သူတွေရဲ့စွန့်လွတ်အနစ်နာခံမှုတွေနဲ့ပြည့်နေနေတဲ့ဒီလိုသင်္ကေတတစ်ခုကိုခေတ်တိကဘာမှာတကယ်စွမ်းအကိုဘေးရကပေးစွန့်နေတာလေ စဉ်းစားစရာပဲ ခေါင်းလုံးရဲ့အင်ကွက်တေလာဒါမှမဟုတ်ထူနောက်ွယ်ကဇလင်းတွေနဲ့လူတွေရဲ့စူးစီးညီညွတ်ဖို့ကလားဆိုတာကတော့ဆက်လက်ပေးတော့စရာအချက်တစ်ခုပါပဲ